အဲ့တော့မြန်မာနိုင်ငံမှာတောင်တန်းသာသနာပြုလို့ပြောတဲ့ဘုန်းကြီးတွေကခင်ညွန့်မွေးဖွားထုတ်လုပ်လိုက်တာဒါကိုကျွန်တော်ပြောတာဒါသရုပ်တာအကျဉ်းမြောက်လို့ဖြစ်သွားပြီတောင်တန်းသာသနာပြုဆိုတဲ့ဟာတွေမှန်သမျှအကုန်လုံးကခင်ညွန့်မွေးဖွားလိုက်တာတောင်တန်းမှာသာသနာပြုတရားမရှိဘူးအကုန်လုံးကခရစ်ယာန်တွေကြီးပဲနော်ချင်းပြည်နယ်မှာသွားပြီးတော့သာသနာပြုတရားအကြောင်းမရှိဘူးခရစ်ယာန်ဒေသမှာသွားပြီးသာသနာပြုတော့လေမောင်ပြုတယ်အဲ့ဘုန်းကြီးဘလူးမှသုံးကတ်မဲ့လူတောင်ရှိတာမဟုတ်ဘူးတလားသဘောပေါက်အဲ့ဒါတောင်တန်းသာသနာပြုသည် informer ပဲထောက်လန်းရေးပဲ well training တိုင်းသားဒေသတွေကတည်င်းအချက်လက်တွေကိုနှစ်ပေါင်းများစွာစုဆောင်းလာတာတိုင်းသားလက်နက်ကိုင်တွေကသိတယ်ပြောလို့မရဘူးပြောရင်အဲ့ဒါလူမျိုးပဋိပက္ခဖြစ်မှာဆိုလို့ကြောက်နေရတာထောက်နေရတာသိတယ်တိုင်းသားတွေကမပြောတာပြောရင်လူမျိုးရေးပြဿနာဘာသာရေးပြဿနာဖြစ်မှာဆိုလို့ဖြစ်ရင်လည်းတတ်ကြဖြတ်ကြတာဟုတ်ဗျခင်ဗျားတို့တိုင်းပြည်ကအေးသေးရှင်းတဲ့တိုင်းပြည်မှာမဟုတ်တာအဲ့တော့တောင်တန်းသာသနာပြုတောင်တန်းတွေကိုသာသနာပြုတဲ့ဟာမှန်သမျှအဲ့ဒါ informer တွေပဲအဲ့တော့တောင်တန်းသာသနာပြုသည်ခင်ညွန့်မွေးဖွားလိုက်တဲ့စကလုံးအတိအကျနဲ့အဲ့ဒါပဲမဟာနာနဲ့ပေါင်းကြံသွားတာနော်အဲ့တော့ပြည်ပမှာရောမြန်မာတန်ယုံရှိရင်ထောက်လန်းရေးရှိတယ်ကောင်စစ်ဝင်ရှိတယ်စစ်တပ်ကလာတာမြန်မာတန်ယုံသည်ထောက်လန်းရေးရှိတယ်ယနေ့အချိန်မှာအရက်ဖက်အစိုးရလာတဲ့တန်မကြီးမရှိတော့ယနေ့အချိန်မှာနိုင်ငံရေးဝန်ကြီးဌာနမှာဆက်လုပ်နေတဲ့ဟာတွေအကုန်လုံးကကြောင်ဘာကြီးတွေတလားတက်ကဓာဆိုဓာကြီးပဲတက်နဲ့အဲ့လိုဖေတူမေခွဲတွေစစ်တမ်းမှုတွေကြီးပဲစစ်တမ်းမှုတွေကြီးပဲပို့ထားတာအဲ့တော့အရက်ဖက်ကခန့်သွားတဲ့တန်မကြီးလို့မရှိတော့ပါကြောင်း